အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ N3 N2 Soma Domain ရဲ့3ပတ်မြောက်နေ့ရဲ့6ရက်မြောက်နေ့ကိုသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ3ပတ်မြောက်နေ့ရဲ့6ရက်မြောက်နေ့မှာပေါ့နော်ပထမဆုံးစနေရစပြီးတော့လေ့လာရမယ့်အရာတွေကဘာလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့တစ်ခုလေ့လာမှာကကြတော့က ni handstand ပေါ့နော် ni handstand ပေါ့နော် ni handstand နော်ဟုတ်ပြီအဲ့တော့သူက noun ni handstand ပါ noun ni handstand ပါနော်အဲ့တော့ဒီမှာဆိုရင်သူကကြာဘာလဲဆိုတော့handstand ရဲ့အဓိပ္ပာယ်ကကြတော့ပြောင်းမြန်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်ပါတယ်ပြောင်းမြန်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် noun ဒီ handstand ဆိုရင် noun နဲ့ပြောင်းမြန်နော် noun နဲ့ပြောင်းမြန်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ် noun နဲ့ပြောင်းမြန်အဲ့တော့ပထမဆုံးအနေနဲ့အဲ့လိုတွေကြည့်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကြတော့က your soul ni handstand နော် your soul ni handstand ဆိုရင်အဲ့တော့ your soul ဆိုတဲ့အဓိပ္ပာယ်ကကြိုတင်ခံမှန်းတာကို your soul လို့ပြောပါတယ် your soul ကိုကြိုတင်ခံမှန်းတာနော် your soul ကကြိုတင်ခံမှန်းတာနောက်က ni handstand ကပြောင်းမြန်ဆိုတော့ကြိုတင်ခံမှန်းချက်နဲ့ပြောင်းမြန်ဆိုတဲ့အဓိပ္ပာယ်ကြိုတင်ခံမှန်းတာနဲ့ပြောင်းမြန်နော်ကြိုတင်ခံမှန်းတာနဲ့ပြောင်းမြန်အဲ့တော့ your soul ni handstand ကြိုတင်ခံမှန်းတာနဲ့ပြောင်းမြန်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်ဒီမှာဆိုရင်အဲ့တော့ပထမဆုံးအနေနဲ့ RAM Raven လေးကိုဖတ်ကြည့်အောင် Raven ကဘာလဲဆိုလို့ရှိရင်အဲ့တော့ Salmon ကောင်းတော့ your soul ni handstand နော် KQ က Kaifuku ရှိဟာဂျီမဲတာပေါ့နော်အဲ့တော့သူပြောတဲ့အဓိပ္ပာယ်ဘာလဲဆိုတော့ Salmon ကောင်းတော့ your soul ni handstand KQ က Kaifuku ရှိဟာဂျီမဲတာဆိုတော့အဲ့တော့ Salmon ကဆိုတဲ့အဓိပ္ပာယ်ကပညာရှင်ကိုပြောတာပေါ့နော်ပညာရှင်တွေရဲ့your soul ni handstand ဆိုတော့ကြိုတင်ခံမှန်းထားတာနဲ့ပြောင်းမြန်တဲ့ KQ က Kaifukushi Hajimeta ဆိုတော့စီးပွားရေးအခြေအနေပေါ့နော်စီးပွားရေးအခြေအနေကပြန်လည်ကောင်းမွန်လာခဲ့တယ်တဲ့နော်ပြန်လည်ကောင်းမွန်လာခဲ့တယ်အဲဆိုရင်အဲ့တော့ပြန်ပြောပြပေးမယ်Salmon ကတော့ your soul ni handstand ပညာရှင်တွေရဲ့ကြိုတင်ခံမှန်းထားတာနဲ့ပြောင်းမြန်KQ ကစီးပွားရေးအခြေအနေကKaifukushi Hajimeta ဆိုပြန်လည်ကောင်းမွန်လာခဲ့တယ်တဲ့နော်အဲ့တော့စီးပွားရေးအခြေအနေကပြန်လည်ကောင်းမွန်လာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်ဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင်ဝါရဲနော်ခိတိုင်နီ handstand ကျွန်တော်တို့ခံဘယ်လိုပြောမလဲကျွန်တော်တို့တဲ့ခိတိုင်ဆိုတာမျောလင့်တာကျွန်တော်တို့ထင်ထားတာပေါ့နော်မျောလင့်ထားတာနဲ့ပြောင်းမြန်ထင်ထားတာနဲ့ပြောင်းမြန်တဲ့ဒီမှာဆိုရင်အဲ့တော့ရှင်းရှောင်းဟင်းပေါ့နော်ရှင်းရှောင်းဟင်းဆိုတော့ပစ္စည်းအသစ်ထုတ်ကုန်ပစ္စည်းအသစ်တွေပေါ့ရှောင်းဒီမှာဆိုရင်ရှင်းရှောင်းဟင်းကထုတ်ကုန်ပစ္စည်းအသစ်တွေကအမားတွေတိတ်ပြီးတော့တဲ့ဥရနာခတာဆိုတော့မရောင်းနိုင်ခဲ့ဘူးပေါ့နော်မရောင်းနိုင်ခဲ့ဘူးလို့ပြောချင်တာပေါ့နော်မရောင်းနိုင်ခဲ့ဘူးတဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့တော့ noun ဒီ handstand ရဲ့အဓိပ္ပာယ်ကပြောင်းမြန်ဆိုတဲ့အဓိပ္ပာယ် noun နဲ့ပြောင်းမြန်နော် noun နဲ့ပြောင်းမြန်ရှေ့မှာ noun နဲ့ပဲတွဲပါတယ်အဲ့တော့ noun ဒီ handstand noun နာနဲ့ပြောင်းမြန် noun ဒီ handstand noun နာနဲ့ပြောင်းမြန်နော်ရမယ်ထင်ပါတယ်ကဲအဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့ကကြည့်အောင်နောက်တစ်ခုကကြပါလဲဆိုလို့ရှိရင် handman ပေါ့နော် handman ဆိုတဲ့အဓိပ္ပာယ်ကတစ်ဖက်မှာဆိုတဲ့အဓိပ္ပာယ်နော် handman ဆိုတဲ့အဓိပ္ပာယ်ကတစ်ဖက်မှာဟုတ်ပြီတော့ကြဘယ်လိုမျိုးအခြေအနေမျိုးမှာသုံးပါလဲဆိုတော့ကောင်းတာရဲ့တစ်ဖက်မှာစိုးတာလည်းရှိတယ်ဒီလိုအခြေအနေမျိုးကိုဖော်ပြချင်တဲ့အခါမျိုးမှာ handman ကိုသုံးတယ်နော် handman ကိုသုံးတယ်ဒီမှာ order plus minus plus လို့လုပ်ပေးထားတဲ့အရာလေးတွေကဘာလဲဆိုတော့ရှေ့ကကောင်းတာမကောင်းတာတစ်ခုလာမယ်ဆိုရင်နောက်ကကောင်းတာလေးလည်းလာအောင်မယ်ဆိုတဲ့အနေအထားတစ်ခုမှာသုံးပါနော်ရှေ့ကမကောင်းတာတစ်ခုလာမယ်နောက်ကကောင်းတာလေးတစ်ခုလာမယ်ဒီလိုအခြေအနေမျိုးမှာသုံးမယ် handman ပေါ့နော် handman ဆိုတဲ့အဓိပ္ပာယ်ကတစ်ဖက်မှာဆိုတဲ့အဓိပ္ပာယ်ရမယ်နော်တစ်ဖက်မှာရမယ်နော်အဲဆိုလို့ရှိရင်ဒီမှာကျတော့ Barina Handman အဲ့တော့ Barina Handman ဆိုတော့အစင်ပြေတာရဲ့တစ်ဖက်မှာအစင်ပြေမှုရဲ့တစ်ဖက်မှာနောက်တဲ့မကောင်းတာလေးလည်းရှိသေးတယ်ဆိုတဲ့အနေအထားတစ်ခုပြောချင်တာရပါနော်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်အဲ့တော့ Raven လေးကိုဖတ်ကြည့်ရအောင်ပတ်ဆိုးခွန်ဝါရဲ့ Barina Handman အဲ့တော့ကွန်ပျူတာကအစင်ပြေတာရဲ့တစ်ဖက်မှာအစင်ပြေမှုရဲ့တစ်ဖက်မှာတဲ့နော်ဒီမှာဆိုလို့ရှိရင် Tora Buru Mo Oi နော် Tora Buru Mo Oi ပတ်ဆိုးခွန်ဝါ Barina Handmanအဲ့တော့ကွန်ပျူတာကပေါ့နော်အစင်ပြေတာရဲ့တစ်ဖက်မှာဆိုလို့ရှိရင်တဲ့ Tora Buru Mo Oi ဆိုတော့ Tora Buru ဆိုတာဘယ်လိုပြောမလဲအခက်ခဲတွေပေါ့နော်အခက်ခဲတွေလည်းပဲတဲ့ Oi ဆိုတော့ Oi ကဘာဖြစ်တာလဲဆိုတော့များတယ်ပေါ့နော်အခက်ခဲတွေလည်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်တစ်ဖက်မှာသုံးရတာအစင်ပြေတဲ့အချိန်မှာလည်းနောက်တစ်ဖက်မှာဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုပြောကြုံတွေ့ရတဲ့အခက်ခဲတွေလေ့လာသင်ယူမှုတွေဒီလိုပုံစံမျိုးတွေလည်းပဲရှိသေးတယ်ရှိပါတယ်ဆိုတဲ့အနေအထားတစ်ခုပြောတာအဲ့တော့မှန်သိထားရမယ့်အရာတစ်ခုက handman ကတစ်ဖက်မှာသူအစင်ပြေတဲ့တစ်ဖက်မှာအစင်မပြေမှုတွေလည်းရှိတယ်လို့ဖော်ပြချင်တဲ့အခါမျိုးမှာသုံးတယ်နော်နောက်တစ်ခုကကြတော့ကနောက်စာကြောင်းတစ်ကြောင်းကအဲ့တော့ခရေဝါတဲ့အဲ့တော့စကူရဲတာကကုရှတ်တဲ့အာရူ
Hammond ပေါ့နော်အဲ့တော့သူကဘာပြောချင်တာလဲဆိုတော့သူကတဲ့နော်သူကဆိုစုကူရဲတာဆိုထူးကြွန်တာထူးကြွန်တဲ့ဂါကူရှာဒဲအာရူ Hammond ဘယ်လိုပြောမလဲဆိုတော့ထူးကြွန်တဲ့ဒီပညာရှင်ပေါ့နော်ဖြိုးပညာရှင်ဖြစ်တဲ့တစ်ဖက်မှာတဲ့ထူးကြွန်တဲ့ပညာရှင်ဖြစ်တဲ့တစ်ဖက်မှာဒီမှာဆိုရင် Seishin Tekini စိုက်တဲခီနီရောဝါကြီးနိုင်ငံသားဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာမှာလည်းပဲအားနေတဲ့လူဖြစ်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာလည်းအားနေလူရောက်ဖြစ်တယ်သူကတစ်ဖက်မှာတော့တော်နေရဆိုပေမဲ့သူ့ရဲ့နောက်ဒီ dark side မှာမကောင်းတဲ့အရာလေးရှိနေသေးတယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးတယ်เนาะအဲ့ဆိုရင်နားလည်မယ်ထင်ပါတယ် Hammond ရဲ့ David လေးကိုအဲ့တော့ Barina Hammond အစဉ်ပြေမှုရဲ့တစ်ဖက်မှာ Barina Hammond အစဉ်ပြေမှုရဲ့တစ်ဖက်မှာဟုတ်ပြီเนาะအဲ့တော့ Russian အမြဲတမ်းပြောနေကြဖြစ်တယ်ဒီလိုအကြောင်းအရာတွေဒါလေးတွေကိုတော့ကိုကပါဇက်ကနေဆွဲအောင်လုပ်ထားเนาะအဲ့တော့ Barina Hammond အစဉ်ပြေမှုရဲ့တစ်ဖက်မှာ Barina Hammond အစဉ်ပြေမှုရဲ့တစ်ဖက်မှာเนาะနောက်ကနေပြီးတော့ဒီဘယ်လိုပြောရမလဲမကောင်းတာလေးတစ်ခုလိုက်မယ်ပေါ့เนาะအဲ့တော့သူကကျတော့ plus minus plus ဒီလိုအချိန်နေသွားမယ်ဟုတ်ပြီနော်ကောင်းတာရဲ့တစ်ဖက်မှာစိုးတာလေးလည်းရှိတယ်အဲတော့စိုးတာရဲ့တစ်ဖက်မှာကောင်းတာလေးလည်းရှိတယ်ဒီလိုအချိန်တွေမှာပြောမယ်ဆိုရင်တော့ Hammond ကိုသုံးမယ်ဟုတ်ပြီနော်အဲ့တော့ Barina Hammond အစဉ်ပြေမှုရဲ့တစ်ဖက်မှာလို့ပြောစတဲ့အခါမျိုးမှာသုံးမယ်ရမယ်နော်အဲဆိုရင်နှစ်ခုပြီးသွားပြီနောက်တစ်ခုကကျတော့က Ippo နော် Ippo ပေါ့နော် Ippo ဒါမှမဟုတ်ဆိုရင် Ippo တဲ့ပါလဲရတယ်တဲ့မပါလဲရတယ်ပေါ့နော်သူက Ippo တဲ့ကလည်းပဲတစ်ဖက်မှာပဲနော် Ippo တဲ့ကတစ်ဖက်မှာသူကကျတော့အခြေအနေကိုပဲဖော်ပြချင်တာအခြေအနေလေးကိုပဲဖော်ပြချင်တာရမယ်နော်ဘယ်လိုလဲဆိုကြည့်အောင်မီဆူနီရဲ့စယောဤ Ippo နော်မီဆူနီစယောဤ Ippo ဆိုရေရဲ့အားကောင်းတဲ့တစ်ဖက်မှာရေရဲ့အားကောင်းတဲ့တစ်ဖက်မှာဆိုတဲ့အခြေအနေမျိုးမှာသုံးမယ်နော်ဟုတ်ပြီနောက်တစ်ခုဆက်သွားရအောင်အဲ့တော့ Rebon လေးကိုဖတ်ရင်ပို့ပြီးနားလည်မယ်ထင်တယ်အဲ့တော့ခွန်နိုနူနောဆိုနူနောပိတ်စာနော်ခွန်နိုနူနောဒီပိတ်စာဟာဆိုဒီပိတ်စာဒီတဲ့မီဆူနီစယောဤ Ippo ဆိုရေကိုအားကောင်းစေတဲ့တစ်ဖက်မှာတဲ့ Nesuni Yowai ဆိုတော့အပူချိန်မှာတော့ဘာဖြစ်လဲဆိုတော့အားနေတယ်ပေါ့နော်အပူတော့ထိမထားနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီပိတ်စာလေးရဆိုလို့ရှင်ရေစီးဖို့အတွက်ကတော့အားကောင်းတဲ့တစ်ဖက်မှာအပူဒဏ်ကိုတော့ဘယ်လိုပြောရလဲဆိုတော့ထိမထားနိုင်ဘူးအပူဒဏ်မှာတော့အပူထိဖို့အတွက်ကတော့ဒီအားနေတယ်လို့ပြောချင်တဲ့ခါမျိုးမှာသုံးတာဒါအခြေအနေလေးပဲเนาะအခြေအနေလေးပဲเนาะနောက်တစ်ခုဒီဘက်အောက်ကအောင်ဆက်သွားရအောင်ဒီမှာဆိုလို့ရှိရင်ခွန်နိုအတာရီဝါတဲ့เนาะခွန်နိုအတာရီဝါရှီဆူကာနာ Ippo เนาะဒီအနီးနားတဝိုက်ကဆိုလို့ရှိရင်တဲ့ဒီနီးနားတဝိုက်ကဆိုလို့ရှိရင်တိတ်ဆိတ်မှုရဲ့တစ်ဖက်မှာဆိုလို့ရှိရင်ဖူဘန်ဒဲအာရုဆိုတော့အစင်မပြေမှုတွေလည်းပဲရှိတယ်တိတ်ဆိတ်မှုရဲ့တစ်ဖက်မှာအစင်မပြေမှုတွေလည်းပဲရှိတယ်ဆိုတော့အဲ့တော့ဒီပတ်ဝန်းကျင်တိတ်ဆိတ်မှုတွေတိတ်ဆိတ်ငြိမ်သက်တယ်ဒါကြောင့်မို့နေလို့ထိုင်လို့ကောင်းတယ်အဲ့တော့တိတ်ဆိတ်တယ်ဆိုတော့လူသားဥလာတိတ်မရှိတဲ့အတွက်ကြောင့်မလို့တခိုးတန်ဒီလိုမျိုးပေါ့နော်ဓမြတန်ဒါတော့ကြောက်ရတယ်ဒီလိုအနေထားတစ်ခုကိုဖော်ပြချင်တာရမယ်ထင်ပါတယ်နော်အဲ့တော့ဒီမှာဆိုရင်မီဆူနီရဲ့ဆိုယောဤ Ippo အဲ့တော့ရေအားကောင်းတဲ့တစ်ဖက်မှာဟုတ်ပြီနော်ရေအားကောင်းတဲ့တစ်ဖက်မှာနောက်ကအပူဒဏ်ကိုမထိန်နိုင်ဘူးဒီပတ်ဝန်းကျင်ကတိတ်ဆိတ်မှုရဲ့တစ်ဖက်မှာလည်းပဲအစင်မပြေမှုတွေရှိတယ်ရမလားနော်အဲ့ဆိုရင်နားလည်မယ်ထင်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုကကြတော့က Ippo ပေါ့နော် Ippo ကကြတော့က तू ကဘယ်လိုအခြေအနေမျိုးမှာသုံးပါလဲဆိုတော့အခြေအနေကနောက်ပိုင်းမှာ तू ကသုံးတယ်နော်စာတဲ့ကြောင်းရဲ့နောက်အဆုံးသက်အပိုင်းလောက်မှာသုံးတယ် Ippo ရဲ့အဓိပ္ပာယ်ကပိုဆိုးလာတယ်နော်ပိုဆိုးလာတဲ့အခြေအနေတစ်ခုကိုပြောပြချင်တဲ့အခါမျိုးမှာသုံးတယ်ဥပမာဈေးနှုန်း2019တုန်းကဈေးနှုန်းနဲ့အခုဒီ2025မှာရှိတဲ့ဈေးနှုန်း2025မှာရှိတဲ့ဈေးနှုန်းကပိုဆိုးလာတယ်ပိုမြင့်လာတယ်ဒီလိုအနေအထားတစ်ခုကိုပြောစတဲ့အခါမျိုးမှာသုံးတယ်ပေါ့နော်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်ကျတော့ဆူမှု Ippo ဆိုလို့ရှိရင်ပိုပြီးတော့စိုးလာတယ်ဆိုတဲ့အခြေအနေတစ်ခုကိုပြောပါတယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကြည့်အောင်သူကကြောင့်ဒီမှာကြည့်ဖော်ပြထားတဲ့အရာ Bad Dictionary Form နဲ့ပဲဖော်ပြထားတယ်နော် Bad Dictionary Form Ippo ကစာကြောင်းတစ်ကြောင်းရဲ့အဆုံးသတ်မှာပဲပါတယ်ကိုဟိုဘက်က Ippo တဲ့ကကြတော့ဂျားတစ်ဖက်မှာပါတာနော်ဂျားမှာပါတယ်စာကြောင်းနှစ်ကြောင်းကိုဆက်ပြီးတော့ပြောတာနော်ဟုတ်ပြီကဲအဲ့ဒါလည်းရောမှာဆိုလို့နော်ဘာကွာလဲဆိုဖြစ်နေမှာဆိုလို့နော်ဟုတ်ပြီကဲအဲ့တော့ကြည့်အောင်ဒီမှာဆိုလို့ရှိရင်အဲ့တော့ဒီမှာဆိုရင်တိုင်းခီချူနော်နဲ့ CO2 ပေါ့နော် CO2 တဲ့ no တော့နော်ဘာကြီးလဲယောရှောတိုတိုမိုနီနော်ယောရှောတိုတိုမိုနီတဲ့နောက်ကကြတော့ကချီကျူနော်အွန်တန်ကစီဂျွန်အွန်တန်ကနော်အွန်တန်ကဝါတဲ့ဆဆမှု Ippo နော်ဆဆမှု Ippo
ဟုတ်ပြီဒီမှာ तू ကဘာပြောချင်တာလဲဆိုလို့ရှိရင်အဲ့တော့တိုင်းခီချူးတော့ CO2 ဆိုတော့တိုင်းခီကတိုင်းခီကလေထုကိုပြောတာလေချူးဆိုတာအတော်အတွင်းဆိုတော့အဲ့တော့တိုင်းခီချူးတော့ CO2 ဆိုလို့ရှိရင်လေထုအတွင်းမှာပါဝင်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ပေါ့နော်နိုးတုံတော့တိတ်သီးစားတွေကတဲ့ဂျောရှော့တိုတိုမိုနီဟိုရှေ့မှာတိုမိုနီတင်ခဲ့ပြီးသားနော်တိုမိုနီရဲ့အဓိပ္ပာယ်ကလာတာနဲ့အမျှလေရှေ့မှာတင်ခဲ့ပြီးသားနော်နာတော့အဓိပ္ပာယ်နှစ်ခုရှိတယ်ပထမတစ်ခုကကြတော့ကအရှော်နီအတူတူဆိုတဲ့အဓိပ္ပာယ်ရဲ့နောက်တစ်ခုကတိုမိုနီရဲ့အဓိပ္ပာယ်နောက်တစ်ခုကလာတာနဲ့အမျှလေနော်အဲ့တော့ဒီမှာဆိုရင်မြင့်တက်လာတာနဲ့အမျှဂျောရှော့တိုမိုနီဆိုတော့မြင့်တက်လာတာနဲ့အမျှဆိုတဲ့အဓိပ္ပာယ်အဲ့တော့တိုင်းခီချူတော့CO2 no တို့တော့တဲ့ဂျောရှော့တိုမိုနီဆိုတော့ဒီလေထုအတွင်းထဲမှာတဲ့ဒီကာဗွန်ဒိုင်အောက်ဆိုက်တိတ်သေးစားရဲ့တိတ်သေးစားတွေကတဲ့မြင့်တက်လာတဲ့အမျှအဲ့တော့ချစ် Q နော်ချစ် Q နော်ဆိုတော့ကဘာမြေကြီးရဲ့ပေါ့နော်အွန်တန်ကဆိုလို့ရှိရင်အပူချိန်ပေါ့နော်အွန်တန်ကပူနွေးလာမှုကပူနွေးလာမှုတည်တဲ့ဆွဆွမှုအပိုးသားဆိုလို့ရှိရင်ပိုပြီးတော့ဘာဖြစ်လာလဲဆိုတော့ဆိုးလာတယ်ဆိုတဲ့အချိန်တစ်ခုပြောတာဟုတ်ပြီနော်ကာဗွန်ဒိုင်အောက်ဆိုက်တွေမြင့်တက်လာတဲ့အမျှကဘာကြီးကလည်းပိုပြီးပူလာတယ်လို့ပြောချင်တဲ့အဓိပ္ပာယ်ပေါ့နော်ရမယ်ထင်တယ်ပြန်ပြောပြပေးမယ်အဲ့တော့တိုင်းကီချူနို CO2 no တော်တော်ကျော်ရှောင်းတော့တော်မော်နီအဲ့တော့လေထုတွင်ထဲမှာရှိနေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တိတ်တဲစားမြင့်တက်လာတဲ့အမျှအဲ့တော့ချစ် Q နော်ကဘာမြေကြီးရဲ့တဲ့ဟွန်တန်ကာဝပူနေမှုอ่ะဆိုလို့ရှင်လည်းပဲစဆွမှုအပေါ်တာပိုပြီးတော့ဆိုးလာတယ်ရမယ်နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ကတန်ခုနော်စေတဲ့เนาะဒီမှာစေတဲ့เนาะအန်တရီမာငယ်တော့လေ့လာခဲ့ပြီเนาะစေတဲ့အဲ့တော့ဒီမှာဆိုရင်တန်ခုနော်စေတဲ့ဆိုတော့ရာသီဥတုကြောင့်ပေါ့เนาะရာသီဥတုကြောင့်နဲ့ရက်ဆိုင်တော့နေတော့ဒီအသီးရွက်တွေရဲ့ဈေးနှုန်းอ่ะဆိုလို့ရှိရင်တဲ့အာကာဒုအပိုးသားဆိုတော့ပိုပြီးတော့မြင့်တက်လာတယ်တဲ့เนาะဈေးနှုန်းတွေတက်လာတယ်ဆိုတဲ့အဓိပ္ပာယ်เนาะအချိန်မြန်တဲ့ကိုဈေးနှုန်းမြင့်တက်လာတဲ့စင်တွေမှာတော့နော်အဲ့တော့ Epoda ရဲ့အဓိပ္ပာယ်ကကြတော့မကောင်းတဲ့ဘက်ကိုပဲပြောချင်တာပေါ့နော်မကောင်းတဲ့ဘက်ကိုပြောချင်တာပိုဆိုးလာတယ်လို့ပဲမှတ်ထားပါတော့ Epoda ဆိုလို့ရှိရင် okay ပိုဆိုးလာတာမကောင်းတဲ့ဘက်ကိုပြောနေတာလို့မှတ်ထားနော်မကောင်းတဲ့ဘက်ကိုပြောနေတာအဲ့တော့ဆွဆွမှု Epoda ပိုဆိုးလာတယ်ဆွဆွမှု Epoda ပိုဆိုးလာတယ်ဟုတ်ပြီနော်အဲ့တော့ဒီခန်းလေးကအနည်းငယ်လေးတော့နည်းနည်းလေးတော့မှတ်ရတာနည်းနည်းလေးခတ်တယ်ပေါ့နော်။ဘာသာပြန်ရတဲ့အခါမျိုးမှာလည်းအထောက်ပြတာလေးရှိရနော်။အဲ့တော့ဒေချာလေးတော့စူးစမ်းပြီးတော့မှတ်ပေးစေချင်တယ်။အဲ့တော့ဒီနေ့သင်ပေးခဲ့ရကတော့ Andu Soma Tome ရဲ့3ပန်းမြောင်းလေးရဲ့6ရက်မြောင်းလေးကိုသင်ပေးရနော်။အဲ့တော့ညဆိုင်တော့ဘာလို့နဲ့3ပန်းမြောင်းရဲ့6ရက်လေးကိုရောက်လာပါပြီ။အဲ့တော့12လပိုင်းအမိမှာတော့ Andu ဒီ grammar ကိုအပြီးပြတ်အောင်သင်ပေးမယ်လို့တော့ဒီရည်ရွယ်ထားပါတယ်။ဟုတ်။အဲ့တော့အစင်မပြေမှုလေးရှိတယ်ဆိုလို့ရှင်လဲ comment မှာရေးပေးခဲ့ပါ။ကျေးဇူးတင်ပါတယ်။